ဟုတ်စီအဲ့ဒါရှိရင်လိမ့်ဆောင်လို့ကိုလို့ဆိုမှာလည်းမင်္ဂလာပါမင်္ဂလာပါကိုလင်းသူတို့လည်းမိတ်ဆက်ပေးပါဦးမမဟိုဘယ်ကတောင်မြုံကကိုကကြတော့ဟိုဆင်းကမျိုးနဲ့တစ်ခေါက်စီရတက်ခေါက်စုတစ်ခေါက်ရတက်ခေါက်ရတစ်ခေါက်တော့တော့နားလေးလေတစ်ခေါက်ရဆိုဆင်းကမျိုးနဲ့နောက်တော့ဆင်းကမျိုးနဲ့တော့အဲ့ရနေဒီမှာလာပြီးတော့စစ်ပြတော့ဘာလို့လဲဟုတ်ကဲ့ဒီလိုဘာဖြစ်လို့ဟိုလာစစ်ပြတာလဲဟိုဘယ်လိုကြားပြီးတော့လာတာလို့ပြောပြလိုင်းပေါ်ကတွေ့တယ်ကြားပြီးတော့ဟုတ်ကြားတွေ့တာတော့ကြားပြီပေါ့ဟုတ်ဘောတော့3နှစ်လောက်ရှိပြီတွေ့တာဟုတ်ခုမှယောဂလေးခုမှအင်္ဂလိပ်နဲ့ကူတာသိချင်းနေမကောင်းလို့ပြဆရာမဘက်ကပြန်လာပြီးကြောက်တယ်ဟုတ်လားစဖြစ်တော့ဘယ်လိုစဖြစ်တာစဖြစ်တာတော့ဘောတော့ဒီလက်ပေါ့လက်အခုကြည့်လို့ရမလားလက်ကြည့်ဖောင်းနေတာအတတိုးဖောင်းနေတာလက်ကတစ်ချက်လောက်အဲ့ဒါကြောင့်အမြင်ပေါ်လာလို့ပေါ့အတတိုးပဲကိုအတတိုး तू ကစလာတော့ငါကျတော့ဒီကနေတလို့လုံးနေတာကိုတော်မှတိတ်ကြီးတော့ရမယ်မရမယ်တော့မှတိတ်မထင်ဘူးဒါပေမဲ့ဆေးရတော့ဆွဲတောက်ကြည့်ပါအဲ့လိုဆိုပြီးမှအခုကတော်တော်တက်တာတော့လို့အခုကဒီနေ့ဆေးပြန်လာယူတာတောက်ဆေးဟုတ်လားအခုကဒီနာလေးပဲကြံတော့တယ်အရင်ကတော့ဒီဟာရောနောက်တစ်ခုလက်ရောဒီလုံးရောကိုလုံးရောင်းတာကိုက်တာကိုက်တာတော့မကိုက်ဘူးတော့တစ်ခါတလေမှကိုက်ဟုတ်လားအဲ့တော့ရှင်းပါဘယ်လိုစဉ်းစားနေဘယ်လိုဟာလဲပြပြတယ်လဲပြပြတယ်ဆိုတော့ဒီဟွာပေါ့ကေစာထူးကူတွေပါဆိုလိုက်ပြရဘူးရဲ့3နှစ်လောက်တော့ကြာ3နှစ်လောက်ကြာအဲ့တော့မထူးရနိုင်လို့ဒီဘက်ပြန်ပြောင်းလာဒီဘက်ပြန်ပြတော့ဗာလေးထူးကြခဲ့လဲဘယ်လိုလေးထူးကြတော့အခုကရက်ပိုင်းရှိသေးတယ်ထူးကြလို့ဟောရက်ပိုင်းပဲရှိသေးတယ်15ရက်လောက်ရှိသေးတယ်အဲ့လောက်ကိုကဒွါတာတွေအကုန်လုံးကြာတော့ဒီလားလေးပဲအဲ့လောက်လေးပဲကြံတော့ဒီလောက်လေးပဲကြံတော့တာဒါလေးကြံတော့တာအခုတို့ဒါဆေးဘယ်လောက်ထိဆက်တော့အောင်မလဲဘယ်လိုလေးတောက်ပြနေလဲဒီစိတ်ချရအောင်ပေါ့တို့2လ3လတော့တောက်ခိုင်းမှုရှိတယ်ရှင်ဟုတ်ဒီအတန်ကြားတော့ဘယ်လိုလေးခံစားရလဲဝမ်းတာတယ်ဘာလဲဆိုကိုကလောက်တာကိုပေါ့နော်ပြောအရင်ကြီးတော့အာမကိုနဲ့ပေါ့ဒါပေမဲ့လောက်ကြည့်အောင်ပါဒါကြီးအသားကြီးလုံးပြောဒီထိရောက်နေဆိုတော့လောက်တော့အကောင်းဆုံးလုပ်ဖို့မယ်လို့ပြောထားတာဒါပေမဲ့အကူကကျတော့တက်တာတယ်လို့ပြောတော့ဝမ်းတာတယ်ကျွန်တော်လည်းတော်တော်လေးဝမ်းတာဟုတ်ဘယ်လိုဘောင်းတော့ယောဂပြတ်လို့ဟုတ်ယောဂတက်တာကြည့်နေအဲ့လိုရှိလားအဲ့လိုတော့အတင်းကြီးတော့မရှိနိုင်ဘူးဖြစ်နိုင်ဘူးဟုတ်လုပ်လို့တော့ရတယ်ကိုင်တာမြဲတာရှိတာရောကိုင်လို့တော့ရတယ်ဘောင်းတော့ဝိတ်ကိုမမာသေးတာသူ့ကိုမခိုင်းသေးတာပဲမခိုင်းသေးတာလုံးဝမခိုင်းသေးတာပဲမလို့တော့ရအလုတ်ကဘာလုပ်တယ်လောက်ကတော့ဘောင်းတော့ခုဘောင်းတော့ကျမကြီးမကောင်းတဲ့ပုံမှာကျတော့ဒီဝိတ်ပင်ကမမာဘူးပေါ့ဒီတော့ညာဘက်ကိုတက်တော့ထားဝိတ်ကမပါဘာလုပ်လဲအရင်တော့ဘတ်စုံပေါ့ဘတ်စုံပါမဆိုရောဘာဖြစ်လို့မန္တရာကြီးလာပြဖြစ်တာလို့ပြောပြမယ်စိန်ဆောက်တာလေစိန်ဆောက်တာတောက်တာမမဘယ်နှလားလဲမမ2လရှိပါ2လရှိ2လရှိတော့ဘယ်လိုတွေထူးခြားလဲဘယ်လိုတွေထူးခြားပါတယ်သမင်းလက်စားကောင်းတယ်အဲ့ဒါခွဲတော့ကတော့စားလို့မကောင်းဘူးခုကျသမင်းလက်စားကောင်းတယ်နေကောင်းတယ်ဒီလိုအခြေအနေကဘယ်လိုရှိလဲဘယ်လိုစင်းနေကောင်းတယ်စင်းနေကောင်းခိုက်တာခဲတာတွေပါတယ်ရောမမတက်တာမဟုတ်လားတက်တာပါတယ်ဟုတ်ကဲ့အဲ့ပြီးတော့စစ်တောက်ပြီးတော့မမထူးထူးခြားခြားဆိုဘယ်လိုမျိုးတွေရှိလဲမမထူးခြားပါတယ်နေလို့ကောင်းပါတယ်နေလို့ဒါပေါ့တယ်ပေါ့နော်ပြောကြတော့မမကျန်တဲ့ဆက်နောက်လောက်ရမယ်ပိုင်းတွေဘာမှမလုပ်တော့မလုပ်တော့ဘာမှမတော့သူကခွဲပြီးတာနဲ့တန်းစင်းတာခွဲတာပြန်တန်းလာတယ်ခွဲလိုက်တာဟောအဲ့လိုမဟုတ်အဲ့လိုခွဲပြီးတော့လေဟိုဘာလဲပြပြဖို့ဆိုပုံသေးတယ်လို့အဲ့လိုပြောမလားဘယ်လိုလဲဟုတ်တယ်တို့အစားချောင်ခိုင်းတယ်ကိုယ်ကဒီပွားနာဖြစ်တဲ့ဆက်ပွားအောင်ပဲဒီလိုကြောက်လို့လားဆဲရှိရင်ပွားတယ်အဲ့ဒါကိုမှဆဲတတ်တဲ့အေးတော့ဆေးအေးတော့အစားအဲ့လိုလေးတွေလမ်းညွန်မှုပေးလိုက်တာအပူနာဆိုအေးလေးပေးတယ်ဟုတ်တယ်အေးမဲ့အစားတွေကျွေးတယ်ပေါ့ပြီးရင်တိုက်တဲ့ဆေးလည်းဆေးအေးပဲတိုက်တာအဲ့လိုရှောင်ခိုင်းတာပေါ့သူတို့လည်းပြောတယ်ဆေးတောက်တာကြီးပဲတော့မဟုတ်ဘူး90ရာခိုင်နှုန်းကကိုယ့်ရဲ့စူးစမ်းပြီးတော့နေထိုင်ရမှာပေါ့မတဲတဲ့ဟာတွေကိုရှောင်ရမယ်တဲတဲ့ဟာတွေစားရမယ်အဲ့လိုမျိုးပေါ့အဲ့တော့ဒီလိုပေါ်လာလို့ယောဂဒီခံစားနေတယ်ဒါဘယ်လိုလေးလာမှုဖြစ်ပုံဒီလိုမတလာမျိုးမလို့လာခုလို့ရတယ်ဟုတ်တော့ဒီကနေ့နဲ့တန်းတယ်လမ်းနဲ့မန်းလေးနဲ့လမ်းနဲ့ဆိုတရားကြတော့ပြည်ဦးလင်မန်းလေးရဲ့စင်လန်ထုံးဖို့ရမှာပါတကယ်လို့မြစ်ပွားနာဝေနာခံစားနေရတယ်ဆိုရင်ငွေကုန်ကြေးကြများတာလည်းမတတ်နိုင်ဘူးဆိုရင်ဒီမှာကြတော့အလူစနစ်လေးလည်းပါတယ်ပြီးတော့လည်းရစ်ပိုင်းလားရစ်ပိုင်းလေးရစ်တဲ့ဘက်နဲ့ယူတော့လို့ရတယ်အဲ့လိုလေးတွေဟွာကြတော့အလူစနစ်ဆိုမတတ်နိုင်တဲ့လူကမတတ်နိုင်တဲ့ဈေးနဲ့တတ်နိုင်တဲ့လူကြတော့သူ့ရဲ့ဆေးတံပိုးလေးတိုင်းပဲတကယ်လို့မှလုံးမတတ်နိုင်ဘူးဆိုလဲအလူအနေနဲ့တိုက်ပြီးတယ်တို့ယောဂကောင်းရင်ပြီးတာပဲဆိုပြီးတော့
ဒီမှာလည်းအလူတောက်နေတဲ့လူတွေလည်းပါတယ်ပြီးတော့တလားမှာတစ်ခါတက်နိုင်တဲ့လောက်ကိုလူတယ်အဲ့ဒီတည်းကမှမရှိတဲ့လူကိုတက်တက်တီးတဲ့ညီပဲလူပေးတာရှိတယ်ပြီးတဲ့ခါကျတော့တို့9ရက်စာပဲတက်နိုင်တယ်ဆို9ရက်စာဝယ်လို့ရအောင်စီစဉ်ပေးတယ်10ရက်စာတက်နိုင်တယ်ဆိုရင်10ရက်စာဝယ်လို့ရအောင်လည်းစီစဉ်ပေးတယ်ပြီးတဲ့ခါကျတော့ဆေးကကောင်းမှပဲကုန်အောင်မှာ15ရက်စာတောက်ပြီးသွားလို့ကောင်းပြီဆိုမှအဲ့ဒီဆေးကိုထပ်တောက်ခိုင်းတာ15ရက်နဲ့လည်းသူကအရန်တိတာတယ်15ရက်နဲ့တင်တော်တော်တိတာတယ်ဒီယောဂလက္ခဏာတွေက တို့ကဘာလုပ်လို့လဲ ဘာမလို့အဲ့ချက်ပြုံးနေတာပဲ အေးမကိစ္စ တိုင်းစားနိုင်ဘယ်လောက်လဲ ဟုတ်တယ်ဟုတ်တယ် ဆေးတော့ဘယ်လောက်ကြာ နှစ်လရှိသွားပြီတောက်တာ လဲလားရှိတယ်နောက်ဘယ်လောက်တော့အောင်လို့ပြောတယ် နောက်တော့အောင် နောက်ထပ်4လတော့ထပ်တောက်ခိုင်းမှုရှိတယ်ရှင် ဟုတ်လား ဒါကကြတော့ဒီအမြင့်မပြတ်မှာဆိုလို့အမြင့်မပြတ်မှာဆိုလို့ဒီ4လလောက်ကိုတို့နောက်ထပ်အစားလဲရှောင်ခိုင်းအောင်မယ်ဓာတ်စာလဲစားခိုင်းအောင်မယ်မြစ်ပွားစေးလဲထပ်တောက်ခိုင်းအောင်မယ်ရှင်အာဟာရကိုသူကအပူလွန်လို့အပူနာဖြစ်တဲ့အတွက်ကြောင့်မလို့အေးတော့ဆေးအေးတော့အစာပေါ့အေးတော့အေးတဲ့အစာလေးတွေကျွေးခိုင်းတာပါရှင်စားခိုင်းတာပါရှင်အဲ့ဒါကြတော့ကြောက်ဖြုံဒီလိုအရာမျိုးတွေတင်မော်ရီမဲလိုအမျိုးတွေမကြီးရည်လိုအရာမျိုးတွေအသီးနှံတွေထဲမှာအေးတဲ့အသီးနှံအတီးရွက်အသားငါးတွေထဲမှာဆိုငါးလိုဟာမျိုးပေါ့အေးတဲ့အစားတွေအဲ့လိုတွေဓာတ်စာဖြစ်နေစားခိုင်းတာရှင်တို့အကျော်လော်တွေအကင်းတွေအဲ့ဒါမျိုးကြောင့်ပူလို့မအဲ့ဒါတွေကိုကျလုံးဝရှောင်ခိုင်းတယ်၄လအတွင်းဒီအေးမဲ့အသီးနှံဝင်းမှန်စေမဲ့အရာဝင်းသွားစေနိုင်မဲ့အရွက်တွေအဲ့ဒါမျိုးတွေပဲစားခိုင်းတာရှင် ဒီပါ ကျေးဇူးပါရှင်